ဂျပန်အတွင်းဘယ်နောက်ခံလူနေရာအတွက်ဖြေရှာတော့မယ် United မင်္ဂလာပါခင်ဗျThe United Vote Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ရာသီသစ်စတာမကြသေးပေမဲ့ United အတွက်တော့ဘေးကွန်းထုတ်စရာတွေတော်တော်လေးကိုများလာပါပြီ။အထူးသဖြင့်ဘယ်နောက်ခံလူနေရာကတော့ရာသီမစခင်ကတည်းကဖြည့်ရှင်းမှုလိုအပ်နေတဲ့နေရာဖြစ်ပြီးအခုဆိုရင်တော့အပြောင်းအရွှေ့ဈေးကွက်ကလည်းပိတ်ဖို့ရပိုင်းလေးပဲကျန်ပါတော့တယ်။ United အနေနဲ့လာမယ့်ရပိုင်းတွင်အဖြေတစ်ခုမဖြစ်မနေရှာတော့မယ့်အခြေအနေပါ။လက်ရှိမှာတော့ Lewis Hall ကိုခေါ်ယူဖို့အခွင့်အရေးကတော်တော်လေးကိုနည်းသွားပါပြီ။ Newcastle ဘက်ကလည်း Lewis Hall ကိုရောင်းချသွားမှာမဟုတ်လို့ United အနေနဲ့ဘာစီလိုနာလူငယ်ကစားသမားလေးပါတေးကိုအာရုံစိုက်ခေါ်ယူဖို့စ조사လာနိုင်ပါတယ်။နောက်ဆုံးသတင်းတွေအရ United ဘက်ကဘာတွေရဲ့ကိုယ်စားလှယ်တွေနဲ့အခြေအနေကိုစုံစမ်းထားပြီးဘာတွေကိုယ်တိုင်ကလည်းဘာစီလိုနာကနေထွက်ခွာဖို့အတွက်စဉ်းစားနေတယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်။ဒါအပြင်ဘာစီလိုနာရဲ့ယာတီအဖွင့်ပွဲစဉ်မှာဘာတွေတယောက်မပါဝင်လာခဲ့တာကလည်းသူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးခွန်းတွေကိုပုံမှန်များလာစေခဲ့ပါတယ်။ဒါကြောင့် United အနေနဲ့နာမည်ကြီးတဲ့ဘယ်နောက်ခံလူတယောက်ကိုခေါ်မလားဆိုတာတဲ့တရားဒီလုံးမှာယုံယုံကြည်ကြည်အသုံးပြုလို့ရမယ်ဘယ်နောက်ခံလူကိုခေါ်တာကပိုအရေးကြီးပါတယ်။ပြီးတော့ Patrick Dogu ရဲ့အနေအထားကိုလည်းထည့်သွင်းစဉ်းစားရပါဦးမယ်။ Dogu ကိုဘယ်နောက်ခံနေရာမှာဆက်သုံးမလားဒါမှမဟုတ်တိုက်စစ်ပိုင်းမှာသူ့ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေမလားဆိုတာကလည်း United ရဲ့ transfer plan ကိုတက်ရောက်စေနိုင်ပါတယ်။ခုချိန်မှာတော့ United အနေနဲ့ဘယ်နောက်ခံနေရာကိုမဖြစ်မနေအပြေရှာရမယ့်အခြေအနေကိုရောက်နေပြီလို့ပြောလို့ရပါတယ်။ Lewis Hall ကိုခေါ်ယူဖို့မဖြစ်နိုင်တော့ပဲဒါကြောင့်ဘာဒေးနဲ့အခြားရွေးချယ်စရာတွေတဲကဘယ်သူကိုနောက်ဆုံးရွေးချယ်မလဲဆိုတာကိုစောင့်ကြည့်သွားရတော့မှာပါ။အရေးအကြီးဆုံးကတော့ transfer window ပိတ်ဖို့ကလည်းရပ်ပိုင်းပဲကျန်ပါတော့တယ်။ဒါကြောင့် United အနေနဲ့အမြန်ဆုံးဘယ်နောက်ခံနေရာကိုဖြည့်ရှင်းဖို့လိုအပ်နေပါပြီ။ကားရဲ့အနေနဲ့လည်းလော်ရှော့တယောက်တည်းကိုပဲအဓိကဘယ်နောက်ခံလို့အဖြစ်ထားပြီးဒီရာသီရှည်ကြီးကိုဖျက်ကျော်ဖို့ကအလွန်ကိုအန္တရာယ်များလာပါတယ်။ဒါကြောင့်လာမယ့်ရက်ပိုင်းအတွင်း United ကဘယ်နောက်ခံလူနေရာအတွက်ဘယ်လိုဆုံးဖြတ်မလဲဆိုတာကဒီရာသီအသင်းရဲ့စကွက်အတွက်အလွန်ကိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာနိုင်ပါတယ်။ဘာတွေဖြစ်မလားဒါမှမဟုတ်တခြားဘယ်နောက်ခံလူတယောက်ဖြစ်မလားဆိုတာကတော့လာမယ့်ရက်ပိုင်းအတွင်းကျွန်တော်တို့စောင့်ကြည့်ရတော့မှာပါ။ United ပရိသတ်တို့အနေနဲ့ရောဘယ်နောက်ခံနေရာအတွက်ဘာတွေကိုခေါ်သင့်တယ်လို့ထင်လားဒါမှမဟုတ်တခြားကစားသမားတယောက်ကိုပဲရွေးသင့်တယ်လို့ထင်ကြလားဗျ။ comment မှာကိုယ့်ရဲ့အမြင်လေးတွေကိုရေးခဲ့ကြပါဦး။ The United Vibe မှာတော့ United နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေသုံးသပ်ချက်တွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာမို့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါဦးခင်ဗျာ။